မင်္ဂလာပါဒီနေ့ဆရာနန္ဒာသိန်းစံရဲ့အနေခန့်အောင်ကူညီကြသူများဆိုတဲ့စာအုပ်ထဲကအခန်းတစ်ခန်းကိုဖတ်ပြခြင်းပါတယ်ဒီအနေခန့်အောင်ကူညီကြသူများဆိုတဲ့စာအုပ်ထဲမှာစုစုပေါင်းအခန်း12ခန်းပါပါတယ်အဲ့ဒီထဲကမှအခန်း2ဖြစ်တဲ့အကြီးတန်းလက်တွဲပေါ်ဆိုတဲ့အခန်းလေးကိုဖတ်ပြခြင်းပါတယ်ရှင်အကြီးတန်းလက်တွဲပေါ်ဒုက္ခဟုသောစကားလုံးသည်ပင်လျှင်အမြင်၌အကြီးတန်းအယုံဆိုးပါလေသည်ဒုက္ခဟုသောအတန်ကိုလည်းနာဤတာယာမှုရတစိုးစည်းမြရှာမရသောကြောင့်မိသူကမှမကြားလို့ဒုက္ခဟုသောအတွေ့အကြုံကိုလည်းမမြင်ခြင်းမတွေ့ခြင်းမပေါင်းစုံလိုခြင်းသောကြောင့်လူတ attva တို့ဒုက္ခနှင့်ဝေအောင်ပြေးရှောင်နေကြကြသည်တို့ရတွင်ဒုက္ခကိုကျေးဇူးတင်စရာတော့ရှိပါသည်ဒုက္ခကမိမိဉာဏ်ကွက်လျှော်ကွက်ပျော့ကွက်ချုပ်ရင်းချက်တို့ကိုမူရမာယာမရှိပဲဒူးဒူးတောက်တောက်ထောက်ပြတတ်သည်ကိုယ်အကျိုးကိုမလိုလားသူကိုယ်အညွန့်အညင်ကိုမခံလို့သူများလို့ရင်ငုံနှုတ်ပိတ်လုံမနေတတ်မြုံ၍မနေတတ်အလိုက်တဲ့လျားတဲ့ဆက်ဆံမနေတတ်အမှန်အတိုင်းအရှိအတိုင်းဒုက္ခကထောက်ပြတတ်သည်ဤသို့ထောက်ပြတော့ကြောင့်မိမိတို့ဤဉာဏ်ကွက်ပြော့ကွက်ကိုပြုပြင်ကျော်လွှားကအောင်မြင်သူတွေဖြစ်လာသည့်အခါဒုက္ခကိုကျေးဇူးတင်လာကြသည်အမှန်တော့သင်ဤချုပ်ရင်းချက်ကိုအသေးချာထောက်ပြပြောဆိုနိုင်သောသူသည်သင်ဘဝအတွက်မိတ်ဆွေကောင်းမည်ဖြစ်၏ဟူသောအဆိုကိုဒုက္ခကခံယူထားသည်နှင့်တူနေပါသည်ဒုက္ခကလူတ attva တို့၌တိမ်မြုပ်နေသောအစွမ်းစကိုဆွဲဖော်၍ငိုင်မီးတွေ့ဝိနေသောစိတ်ကိုလှန့်နှိုးကတတိပေးတတ်သည်ဒုက္ခကလူတော်နှင့်လူညံ့ကိုလည်းခွဲခြားပေးတတ်သည်လူတဦးအားလူတော်လူကောင်းဟုတ်မဟုတ်လူစွမ်းလူစားရှိမရှိစစ်ဆေးပေးနိုင်သောမှတ်ကြောင်များအဖြစ်ဒုက္ခကအခက်အခဲတို့ကိုဖန်တီးပေးတတ်သည်အခက်ခဲနှင့်ဘေးအန္တရာယ်တို့ကိုကြုံလာသောအခါတချို့သောသူများသည်ဂျိုင်းတော့ဝယ်၍ထောက်ကြရပြီးအချို့သောသူများမှာတော့အတောင်များပေါက်လာကြသည်ဟုသောအဆိုရှိသည်ဆိုလိုသည်မှာအခက်ခဲနှင့်အန္တရာယ်တို့ကိုရင်ဆိုင်ကြရ၌တချို့သောသူများသည်စိတ်သက်ပြောညံ့ခြင်းကြံ့ရည်ဖန်ရည်နှဲပါခြင်းတို့ကြောင့်မျော်လင့်ချက်များကျိုးပဲ့ပျက်စီးခြင်းနှင့်အတူကြဆုံးပျက်စီးသွားကြသည်ဤသည်ကိုရည်ရွယ်၍ဂျိုင်းတော့ဝယ်တက်ရသည်ဟုတင်စားပြောဆိုခြင်းဖြစ်သည်တချို့သောသူများကတော့အခက်ခဲနှင့်အန္တရာယ်တို့ကိုရင်ဆိုင်ရ၌စိတ်သက်ကြံ့ခိုင်ကြသည်ကြံ့ရည်ဖန်တီးရှိကြသည်ထို့အခါခက်ခဲများကိုကျော်လွှားလွန်မြောက်နိုင်သည့်စွမ်းရည်များရသွားကြသည်ဤသည်ကိုရည်ရွယ်၍တချို့သူများ၌အတောင်များပေါက်လာကြသည်ဟုတင်စားပြောဆိုခြင်းဖြစ်သည်ဟုတ်ပါသည်အခက်အခဲနှင့်ဒုက္ခတရားဟာစိတ်သက်ကြံ့ခိုင်သူအသိဉာဏ်အမျှော်မြင်ရှိသူကိုအောင်မြင်မှုစီသို့ပြန်တန်းရောက်ရှိသွားစေနိုင်သောအစွမ်းအစတောင်းပန်များကိုတက်ဆင်ပေးလိုက်မည်ဖြစ်သည်လူတ attva ဆိုသည်မှာအခက်ခဲနှင့်ပြဿနာများကိုကြုံမှအစွမ်းအစကိုထုတ်ကျင်တတ်ကြသည်ထို့ကြောင့်လည်းနောင်မှတရသည့်နောင်တတရားသည်တတလောက၌အစစ်အမြင့်ဆုံးဟုဆိုသောလူတ attva တို့နေပယ်တွင်သို့ရေသာခိုခြင်းပြင်းရခြင်းတတနေလိုခြင်းတည်းဟုသောတကားပေါက်တို့မှာတိတ်တကိုဝင်ရောက်လာခဲ့ခြင်းဖြစ်ပေလိမ့်မည်တို့ရတွင်ဒုက္ခကလူတူကိုယ်ရည်ကိုယ်သွေးတောက်မတောက်စိတ်သက်ခိုင်မခိုင်ကိုဇွဲတတိဒီဟုသောမှတ်ကြောင်း၌တင်ကြည့်ပေလိမ့်မည်
ဘဝဟူသောကြိုးဝိုင်းတွင်သို့သွင်း၍အခက်ခဲသည်ဟူသောပြိုင်ဘက်နှင့်ပြိုင်ဖက်စီလျက်တတိရှင်ကိုရွေးချယ်ပေးလိမ့်မည်ဘဝကြိုးဝိုင်း၌အောင်မြင်မှုတရဖူမဆောင်နိုင်သူကိုလည်းဒုက္ခကတနာညတာကျင်နာစွာဖြင့်မျက်နှာသာပေးလိမ့်မည်မဟုတ်ချေဤမြရက်ဆက်၍ပြတ်သားလွန်သောကြောင့်ဒုက္ခကိုအကြည်တန်လှကြသည်ဟုထင်ခဲ့ကြသည်ဘဝကြိုးဝိုင်း၌အခက်ခဲနှင့်အပွဲပွဲရှင်ပြိုင်ခဲ့သောကြောင့်တကြောင်ဇွေတတိမှတ်ကြောင့်၌အကျဉ်းချင်းမိမိတို့၏အစွမ်းအစကိုမှတ်ကြောက်တင်ခံခဲ့သောကြောင့်တကြောင်အောင်မြင်ကြကြသူများသည်ဒုက္ခ၏သဘောကိုနားလည်ခဲ့ကြသည်အကဲခတ်သူတူကလင်ကွန်းဟာဒုက္ခရဲ့အရွေးချယ်အစမ်းသက်ကိုမျိုးမျိုးခံခဲ့ရတယ်။ဒါပေမဲ့သူ့အစွမ်းစားကိုဇွဲတက်တိမှတ်ကြောက်ပေါ်မှာတလက်လက်တင်ပြနိုင်ခဲ့လို့နောက်ဆုံးတော့ဒုက္ခကယူကျိုးစွာနဲ့သမရလင်ကွန်းဖြစ်တင်မြှောက်လိုက်တာပဲဟုဆိုသည်ဒုက္ခဟာအကြီးတန်းတယ်လို့ထင်ရပေမဲ့တကယ်ကအောင်မြင်မှုစီပို့ပေးတဲ့မိတ်ဆွေကောင်းဖြစ်ပါတယ်ဟုပင်ဆိုပြန်ကြသည်သင်ကတော့ဒုက္ခကိုမိခဲ့သို့မြင်ပါသည်